ဆိုင်သုံးလုပ်ငန်းသုံးတွေအတွက်အထူးသင့်တော်တဲ့ကျွန်တော် showcase ချီလာလေးပါ TCIM တစ်စိတ်ကလေးပါခင်ဗျသူကတော့ Yodia brand လေးပေါ့နော် main Thailand လေးနဲ့လာမယ်Yodia the Goo company ကနေတင်ဟိုစိုက်ရုံကနေထုတ်လုပ်ထားတဲ့ TCIM brand ပေါ့နော်ဒါလေးကရင်ခွဲတူတူလက်ရှိတဲ့ဟာလေးကိုကျွန်တော်ပြပေးတာဒါက hydraulic လို့ပုံစံလာမယ်လီတာအပြင်800အထိဝန်ဆက်မယ်နော်လီတာအပြင်800အထိဝန်ဆက်မယ်ဒါမှတော့သူ့မှာပါဝင်တဲ့ဘန်းလေးရ4ဘန်းဆိုတော့9ကတ်အနေနဲ့တော့ရမယ်ဒီမှာသူ့ရဲ့အတွင်းနေရ spec နော်ဒါတော့သူ့ model က PREMNA 02နဲ့လာမယ်လီတာ800ဝန်ဆက်မယ်တော်တော်များများဒါအခု convenience store တော်တော်များများမှာအရန်သုံးတဲ့အရန်ရောင်းရတဲ့ brand လေးပါနော်အေးရလည်းကောင်းတယ်ယူရီးယားလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘာမှထွေထူးပြောစရာမလိုအသားအနာလည်းအရန်ကောင်းတယ်ပေါ့နော်ဒါသူ့ရဲ့အသားအနာပါနော်ဒါသူ့ရဲ့ပေါ်စီလေးပါတော့ဒီမှာ digital display လေးနဲ့လာမယ်နော် official တရားဝင်အမကန်လည်းပါတယ် service center လည်းရှိတယ်ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ Fiber နံပါတ်3992648936မှာဆက်သွယ်မှာယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာဆိုင်မှာလူကိုယ်တိုင်လာအောင်ကြည့်ချင်တယ်ဆိုရင်လည်းအမှတ်205စိတ်ကမ်းသာလမ်းအလဲဘလောက် Smile Electronic မှာလာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်